ခံတာတဲ့စကားမျိုးကိုပြောတော့မဲ့ချမ်းမိတိုင်းသူနေရာခဏဝင်ကြည့်ပါကိုတောင်နာမခံတာတဲ့စကားမျိုးကိုသူတပါမှလည်းနာခံတာမှမဟုတ်ဘူးတကယ်တော့ခံနိုင်တဲ့အပြူအမှုမျိုးကိုပြူတော့မဲ့ချမ်းမိတိုင်းသူနေရာခဏဝင်ကြည့်ပါကိုတောင်လက်မခံနိုင်တဲ့အပြူအမှုမျိုးကိုသူတပါမှလည်းလက်ခံနိုင်မှာမဟုတ်ဘူးတကယ်တော့Today